14ပါ18ပွင့်မေးတာပါတယ်14ပါလောနေမှာသုံးပါမယ်ဘူးနဲ့စိတ်ရှိတယ်စိတ်ခေါင်းဆောင်နေဟိုကဒုနာခဏလေးပါကိုကြောင်းကျွန်တော်လည်းသုံးပါရဟေးကျန်တယ်သုံးပါရနော်တလီကြီးမယ်ငယ်ကောင်တလီကြီးမယ်18ယူပြီရပြီတလီနော်100တလီရပြီကြိုက်မယူမကြိုက်မယူနဲ့သွားပြီရပြီတခါတည်းပို့မပြောနဲ့ယူနေမင်းတို့ခေါ်ရရင်ငါကြိုက်ရင်ယူမှာပေါ့မင်းတို့900 400မင်းတို့ကြိုက်ရင်ခေါ်ပေးတာဝေးဒီဖို့ပဲရှိတယ်တော့တရားလုံးအိမ်တယ်ဟောပြပြတာယူဘက်ကလည်းဒီဘက်ကမနော်ရကိုတော်ယူတာမဟုတ်တယ်တော်တော့ကျွန်တော်မသိတော့ငယ်ကောင်တဲ့တော်တာညီကိုလားသူကငယ်ကောင်လို့ငွေလို့ဆိုတေကြောက်ဒီကွင်းမှာဘာချောင်းနဲ့ဝတ်တော့ရတဲ့ငယ်ကောင်မရှိရင်သေတော့မပတ်ပဲခုတော်ရတဲ့ငယ်ကောင်ပါညီကိုလားမပေးရလူကြားတဲ့ကြောလိုက်ဖို့ပြီးပြီဟောဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျာမင်္ဂလာပါဒီကွင်းမှာတော့ကျောင်းတော့ငယ်ကောင်တော့နာမည်ကြီးသွားပါပြီငယ်ကောင်နာမည်ကြီးသွားပါပြီတောသားတိုင်တော်ငယ်ကောင်ပတ်သက်မပေးပါဘူးတဲ့မင်္ဂလာပါနာမည်ကြီးသွားပါပြီငယ်ကောင်တော့နိုင်ပတ်သက်မပေးဘူးတဲ့နော်မတော်တာပြောသွားပါပြီတော်တာရင်ဖွင့်သွားပါပြီကိုကြီးမင်္ဂလာပါနော်မင်္ဂလာပါဘယ်ကွင်းလဲဆိုစက်မလုံးပြီးစီနာပါညီကိုတို့ရေစက်မလုံးပြီးစီနာပါပါတစ်တော့လိုက်ကကြည့်လို့ရပါတယ်ကိုရန်ကိုရဲ့လိုက်မာလေးကြည့်လို့ရပါတယ်ကိုရန်ကိုပိတ်လေးမာလေးကြည့်လို့ရပါတယ်ဒီပါဆောက်ဆောက်ငယ်ကောင်တဲတဲကြီးပဲမင်းကရဲ့မင်းကကိုကြီးယူတာမင်းမယူရသေးဘူးငယ်ကောင်သားစားခြင်းတို့ကျွန်တော်တို့ရဲ့အဖိုင်နဲ့ကျွဲရတော့ခေါင်းဆရာကြီးရတော့မှပတ်စံမပါဘူးတဲ့တော်တာပြောပါတယ်ငယ်ကောင်ရှုံးရင်ပတ်စံမပေးဘူးတဲ့နည်းနည်းလိုက်တယ်လွှင့်ထားနည်းနည်းချပါပြီကာကုန်ပြီမင်္ဂလာပါကိုကျောင်းယူရဆိုတဲ့ယူရလိုက်ခုံလေကျွန်တော်တိုက်ပေါ်ပါလေမင်္ဂလာပါညီကိုတို့ရေကိုကျောင်းရဲ့ပွဲတွေကြီးချင်းနေဆိုတဲ့ညီကိုမန္တညာတစ်တော့လိုက်มาတဲ့ကြီးလို့ရတယ်ကိုရန်ကိုရဲ့ပစ်มาတဲ့ကြီးလို့ရပါတယ်ကိုရန်ကိုရဲ့ပစ်တယ်มาတဲ့ကြီးလို့ရပါတယ်ကိုကြီးကားမိတယ်ဟိုချက်ခဲ့တဲ့ဟိုဘက်ကကောင်းတယ်မယူရဲတော့ကိုကနိုင်ပြီးဒီကွင်းမှာတိတ်ပြီးတော့ရောရတဲ့ကောင်းတယ်တိတ်မကြည့်ဘူးကျွန်တော်မသိကျွန်တော်အမမကန်တော့အိမ်မောအဲ့ဒါဒီရောကျွန်တော်အမမကန်မင်္ဂလာပါနော်မင်္ဂလာပါတစ်တော့လိုင်းမှာလည်းကြည့်လို့ရပါတယ်ကိုရန်ကိုရဲ့ဖေဖို့လိုင်းမှာလည်းကြည့်လို့ရပါတယ်ကျွန်တော်တို့ရွှေချောင်းပင်အညာတနာပစ်လေးတွေကကြိုးဆိုပါတယ်ဘေးကြီးထွက်တာခဏနေပါကိုကျောင်းဒီပွဲကဘေးကြီးတွေထွက်သွားပါတယ်ဒါတော့ကိုကျောင်းပွဲတွေပါချင်းမွေးတွေကောင်းကောင်းလေးကြည့်ချင်းချင်းနဲ့စုံဟာကားတော့ကိုရန်ကိုရဲ့ပစ်ကျွန်တော်ရဲ့တစ်တော့လိုက်มาတယ်ကြည့်လို့ရပါတယ်ဒီလေဖိုက်ဖို့လားဖိုက်ဖို့ရှိပါတယ်ဖိုက်ဖို့ဘေးကျေးတဲ့ရှိတယ်ကိုကျောင်းတော်ဘက်ကဘေးကျေးတဲ့ရှိတယ်ဖိုက်ဖို့မှာဟုတ်ပါတယ်အာလူတို့တွေဒီပွဲတွေမတိုးပါဘူးအာလူတို့ပတ်စံမထွက်လို့ပါဘူးရအဲ့မပြောလို့ကျွန်တော်လည်းပါလာဝင်ရေးတယ်အာလူတို့ညင်နေပါလားတဲ့ဟုတ်ပါတယ်ဟိုဘက်ကမင်းကန်နဲ့ဟိမင်းဒီဘက်ကကိုကျောင်းနဲ့ဘယ်လေးပါကိုကျောင်းပါဝါရိုက်ထားတဲ့မင်းကန်တလုံးထုတ်ပေးထားတဲ့မင်းကန်ရဟဲ့ကိုဘာသာဆိုနေဘာသာဆိုဟိုက်ကိုဝိုင်းဘယ်လိုဆွဲနေရလဲချင်းဝနာချင်းညီကိုတွေအကုန်လုံးမင်္ဂလာပါဒါကိုကျောင်းရဲ့ပွဲလေးပါကိုကျောင်းပွဲကြီးမှကြည့်ကျင်နေဆိုရင်တစ်တော့လိုက်မှာကြည့်လို့ရပါတယ်ဖေဖို့လိုက်မှာလည်းကြည့်လို့ရပါတယ်
啊，没弄还。干没呢？俺都没弄呀。မင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါတစ်တော်လိုက်ကြည့်ခြင်းနေဆိုတဲ့ညီကိုတွေအဖိုင်နယ်ကြီးကြည့်ခြင်းနေဆိုတဲ့ညီကိုတွေညာကျွန်တော်တို့ရဲ့ရွှေရောင်ပင်ကွင်းတွေကကြိုးဆိုပါတယ်ဒါကိုကျောင်းစာပင်ထိုးမှာပါကိုကျောင်းနဲ့ဘယ်တွေဟိုဘက်ကမင်းခန့်နဲ့ဟင်းမင်းမှာဟင်းမင်းထုတ်ပေးထားတဲ့မင်းခန့်ကိုင်းလာပါပြီဝင်ရေးပဲရှိပါတော့တဲ့ကိုကျောင်းတင်ပေးပြီဘယ်လေးကောင်းပါတယ်ပေလေးတော်တော်ကောင်းပါတယ်အမတ်တူပါဖိုင်ဩပါနော်ညီကိုတို့ရေဖိုင်ဩပါအမတ်တူပါလေဟိုဘက်ဘောကြီးနောက်ဒီဘက်ကဘောကြီးပြောင်းဟုတ်ဘောကြီးပြောင်းပြီးသွားပြန်ပြီစစ်ဖိုက်ပါစစ်ဖိုက်ပါဘယ်ပဲနေလေရမ်းလိုက်ဘလို့ရဲ့စစ်ဖိုက်ပါကိုကျောင်းပွဲတွေကြည်ကျင်တဲ့ညီကိုတွေဝင်ကြည့်လို့ရပါတယ်ပြီးပါပြန်ပြီပေါ့တော့ပြီးနေကြည့်မယ်ဟောဟာငါတို့ကလေးမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဒီဘက်ကတော့ကိုကျောင်းနဲ့ပဲလေးဟိုဘက်ကမင်းခတ်တဲ့ဟင်းမင်းမှာမင်းခတ်စာပင်ထိုးပါမယ်ပဲလေးတလုံးထုတ်ပေးထားတဲ့ကိုကျောင်းထောင်ပေးထားတဲ့ထောင်ကြီးအမတ်တူစစ်အိုဘယ်ကျေးတဲ့ရှိတယ်အမတ်တူလုံးမှာကွာကြည့်ဝင်ထောင်လာတယ်ပေါ်တယ်ဝင်သွားတာတော့ဘယ်ကျေးတဲ့ရှိတယ်ဘယ်ကျေးတဲ့ရှိတယ်မင်းလုံးပြီးတော့မင်းပေါ်နေလို့ငါရပါဘယ်ဘက်ယူမရပါဘူးမမေးဘယ်ဘက်ကလဲဘယ်ဘက်မှမကြိုက်မို့ကြိုက်ဘက်ကပြောရတယ်ဘယ်ဘက်ကကြိုက်တယ်ငါရှင်းပေးမယ်ဟုတ်တယ်မလားမကိုထုံးမယူဘူးပဲသူကယူမှာအခုဒီတော့လဲရမလို့ဖိုင်ရကြည့်ချင်းနေညီကိုတွေညဒါကိုကျောင်းရဲ့ပွဲလေးပါကိုကျောင်းသားပေါ့ဘယ်လေးပါအဲ့ဒါတော့ဝိသလောင်းသားလည်းအားလုံးကချင်းတော်ကြည့်တစ်တော်လိုက်ချင်းဝိုင်းဝါကောင်းကောင်းကြည့်ချင်းနေဆိုရင်ရန်ကုန်ကြီးပစ်ကိုဝိုင်းရံပေးပါဦးလို့မင်းခန့်စေအောမဟုတ်နင်တို့ယူခြင်းပါငါပြောပြီနင်တို့ယူခြင်းပါခေါ်ပေးမယ်ဘသူကဘယ်မဲ့တယ်ဘယ်မဲ့မမေးကြတယ်ငါဘယ်ဘက်ကကြက်တယ်ခေါ်ပေးမယ်ပြီးရောပေါ့ပြောမင်းချက်အောင်မင်းအမတူစေအောပါဘေးကျဲတဲ့ရှိပါတယ်ဘေးကျဲတဲ့ရှိပါတယ်ဟိုဘက်ကမင်းကတဲ့ဟင်းမင်းဒီဘက်ကကိုကျောင်းနဲ့ဘယ်လေးပါမင်းကတလုံးထုတ်ပေးထားတဲ့ဟင်းမင်းခေါင်းသွားပါတယ်7-6ပါမင်းကွာဒီမှာချင်းတလုံးလုံးဖမ်းထားပြီးအိမ်ထိုင်ပေါ့လို့7-6ပါနော်ထွေတော့လေလီကျပေါင်းရေအကုန်လုံးဝယ်တော့ချမ်းပြီးတော့ငါလုံးဒီကတဲ့မှာဘေးနာချတယ်ကျပေါင်းရေအကုန်လုံးဝယ်တော့ပါငါလုံးအားတွေဆွတ်တက်တာကြီးတေဝမ်းပြီမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဒါတော့ဒီဘက်ချမ်းတို့ကိုကျောင်းနဲ့ဘယ်လေးဟိုဘက်ကမင်းခန့်နဲ့ဟင်းမင်းမှာစိတ်ယူနေခိုင်းတယ်ဘယ်လိုပေးလို့လားကျောင်းသားလေးပွဲပါအမတ်တူကိုဘယ်ကျဲတဲ့ရှိတယ်အမတ်တူ7အိုဘယ်ကျဲတဲ့ရှိတယ်ဘယ်လောက်ရှိတယ်ချတာဘာဖြစ်လို့ကိုဘတ်ချမ်း900ရှိတယ်တဲ့ဟောထားတာဟောထားပြီ7နဲ့တမတ်တယ်အဲ့ဘက်က900ရှိတယ်တဲ့ဟုတ်ဘူးဘောင်းနေမရဘူးဘောင်းနေရတယ်တော့မင်းဘေးကောင်းနေမင်္ဂလာပါနော်မင်္ဂလာပါဒီဘက်ကအင်းကြီးကျွတ်တဲ့ကောင်တွေကတော့မင်းခန့်အင်းကြီးဝတ်ထားတာတော့ဟိမင်းကိုကျောင်းတို့ရှင်ခတ်ပေးနေတာပါမင်္ဂလာပါနော်မင်္ဂလာပါမင်းခန့်စာပင်ထိုးထားတဲ့ကိုကျောင်းဘက်ကိုစာပင်တောက်ချောက်ပေါင်းနေပါတယ်အဲ့7မှာ97မှာဆောင်းနေဖြစ်တယ်မင်္ဂလာပါနော်မင်္ဂလာပါဟိုဘက်ချမ်းတော့ကိုကျောင်းနဲ့ဘယ်လေးပါဒီဘက်ကဟိမင်းနဲ့မင်းခန့်ပါ
ဘယ်လေးရောဘေဘတ်တစ်ဖက်ချမ်းကတော့ကိုကျောင်းသားနဲ့ဘယ်လေးပါဒီဘက်ကတော့ဟင်းမင်းနဲ့မင်းခန့်ပါဒီလိုပွဲလေးတွေ ဒီမဲ့ခါအောင်ဟုတ်တော့ဟုတ်တော်သားတို့တကြီးခဏတော့မရှိတယ်တကြီးခဏတော့97မှာဝက်ချန်တို့ကိုကျောင်းသားပွဲပါကျောင်းသားနဲ့ဘယ်လေးဒီဘက်ကမင်းခန့်နဲ့ဟင်းမင်းမှာ ခုပဲရောက်တယ်ခုပဲရောက်တယ် စောတီတို့ကလာပြီတွေ့တာမလာဘူးဆိုမင်းတက်တော့လိုက်ရကြည့်ပြီစောတီတို့ကရောက်လာ ဟုတ်လောက်ပါလို့အကောင်ကိုစောမယ်ဟုတ်ပြီဒါအခက်လာမဟုတ်ဘူးလာလည်းမရတာရိုက်တာဆရာပဲချောင်းမရှိပါဘူးဟုတ်ဒီပဲကြော်တရားနဲ့ငါလည်းဟိုနေလူလေးကတော့မှလူပွဲဖြစ်တယ်ဟေးကောင်းလေးတွေလုံး မင်္ဂလာပါနော်ကျောင်းသားလေးစာပဲပါဝါတလုံးပါဝါပါတယ်အဲ့နိုင်မှာကျောင်းသားပါဝါတလုံးပါဝါပါတယ်ချင်းဝဲလေးကြည့်ကျင်နေဆိုမှရန်ကုန်ရဲ့လိုက်ကိုလေးအားပေးကြပါအောင်လို့ ကောင်းမြန်ပြီသား ဟင်းဘေးထုတ်ဝေးထားတယ်မင်းခန့် ကောင်းပါတော့ကွာပိုက်ပုံကြီးနိုင်အိပ်ပါ ခမနိုင်ဘူးငါခမနိုင်ဟေးအမထိုးကြီးမရောက်ပြီပိုက်ပုံဟေး လက်အိပ်ပါကိုကျောင်းတို့ဘက်ကအိပ်ဒီဘက်ကကလေးတွေဘက်ကလက်ပါခုမှတော့ပေါင်းလာတဲ့အောင်လေးတွေပါကိုကျောင်းတို့ခက်ပေးနေတာတော့နောက်ပွဲနောက်ကိုကျောင်းတို့ရှင်ခက်ပေးနေတာတော့နောက်ပေါင်းလူငယ်လေးတွေပါတကိစ္စလူငယ်လေးတွေပါ19 20လေးတွေပါပဲကိုကျောင်းပါဝါရိုက်ပါမယ်ကိုကျောင်းစာမေးထိုးပါမယ်ကိုကျောင်းမှာဟိုမှာနိုင်လက်ပါကိုကျောင်းတို့ဘက်ကနိုင်ဟိုဘက်ကဒီဘက်ကလက်ပါကောင်းလေးဘက်ကလက်ပါနိုင်လက်ပါမင်္ဂလာပါနော်နိုင်လက်ပါအလုံးမထိုင်အောင်မြင်နောက်ပိုင်းပဲလေ ဟုတ်မှာလေ ဒီလေးပဲတော့လက်နိုင်ပါ ဒီလိုလူကမနဲ့ဂိမ်းပါပါရဲ့ဒီမှန်းခံနေရမှာပါကြီးမှာထုတ် ဒါကတော့အော်နှကွင်းခေါ်ထားတာပါဒီဘက်ကဖိုက်တာလေးတွေကိုနှကွင်းခေါ်ထားတာပါနှကွင်းစပွန်ဆာလုပ်နေပါတယ်နှကွင်းစပွန်ဆာလုပ်နေပါ ဘာမို့လို့လဲမခက်ရုပ်လို့ပြော 所以就啦，所以啦，我都比我难没有，俺没有嘛，哪都嘛都，去嘛去嘛， ခေါင်းရလဲကွာကြည့်ဦး မင်္ဂလာပါဟိုဘက်ကကိုကျောင်းစာပဲထိုးပါမယ်တမက်တာပါတယ်ခသေးတွေဘက်ကတမက်တာပါတယ်ကျောင်းသားတို့ဘက်က9မှတ်ဒီဘက်ကကောင်းလေးတွေဘက်က10မှတ်ပါ 我们先嘛，快进来，你来嘛， ကျောင်းသားစာပဲထိုးပါမယ်ကျောင်းသားပါဝင်ရိုက်မယ်မင်းခန့် 好啦， ကောင်းကိုကြောင်းနဲ့ပို့ကောင်းနေပြီ ဘဝကချင်းလာခဲ့ပါလာခဲ့ပါစပွန်ဆာတွေကတော့အကြံလေးတွေပေးနေပါတယ်စပွန်ဆာတွေအကြံလေးတွေပေးနေပါတယ် ဘဝတော့ ဘယ်ပွဲမှမယုံဘူးမဆိုငါအမှန်တော့ကျနေဆိုရင်ငါနေပါစက်တရားယူမို့ငါစောက်နေတာဟိုနေဘက်ကဆိုတော့ငါယူဖို့ဟေး 去嘛去嘛， နေရလေးဖို့မဟုတ်နေဘယ်ပွဲနေဘယ်မဟုတ်နေဘယ်သူလဲလာလို့ရှုံးနေဆိုတော့မတော်တာကြောတာတော့ငါအဲ့ဒါစောက်နေတာ ချိုးပါရ မင်္ဂလာပါ 好了去，我拿，讲好了， ရဖေးလေးဘာမှအတန်ကိုကြောက်ယူလို့ 谁不的，俺我这个不工作了，
ကျုံထွက်ကြလိုက်လူတွေကြိုက်သွားမှကြားလို့ပါမကြရင်တော့ဒါတော့စပွန်ဆာပါပဲအမကောင်းလေးစပွန်ဆာကိုเจ้าစာပဲထိုးပါမယ်ကိုเจ้าစာပဲထိုးပါမယ်ဘယ်နာရီလာတော့ချက်ချက်ပြီးတော့ဒီဘာမလုပ်လို့ဒီရညတာညလို့ရဒါတကယ်အောင်နေဘေးချင်းမဆွဲပဲတဲ့အာရီဝိုင်းအောင်နဲ့ဖွဲ့ပါဘေးချင်းမဆွဲပဲတဲ့အာရီဝိုင်းအောင်နဲ့ဖွဲ့ပါပြီးတော့ဒိုးဆက်ရုံလို့ဘူးကမဟုတ်လားအဲ့ရဘေးချင်းဆွဲတာတော့ဟိုကိုကြီးတွေဆွဲတာပါအင်းကြီးဝါတဲ့ကိုကြီးတွေဆွဲတာပါဒီကစက်ကဆက်ရုံနဲ့တခိုင်းလို့ရပြီလားမင်္ဂလာပါနော်မင်္ဂလာပါကိုကျောင်းရဲ့ပွဲလေးတွေပါမင်းမတက်တယ်ဘယ်တော့ပါရင်ဘရောင်းပါဘူးပါကြောက်ဘင်းလိုက်မေးကြောမင်းကတည်းကအဲ့ဒါဟိုကောထွက်ပြီးမင်းဝင်လိုက်တော့ထွက်ပေးဝင်တယ်တော့ကိုကျောင်းပါဝါထိုးပါမယ်ကိုကျောင်းပါဝါပြီးထိုးတာပထမဝဲဒီကောင်နိုင်သွားတယ်တဲ့ဒါဒုတိယဘေးကြီးနဲ့ညာသွားတယ်ကဲတော့တို့မေရချမ်းကြီးရတော့ရေခက်ခက်တဲ့ကောင်လေးပါတော့မေရလာပြောဟိုမှာဘူချင်းကိုတော့မှတက်ကကောင်ယူနေမကောင်လို့ဂိမ်းသောတဲ့ကောင်နဲ့ပြီးဂိမ်းဘောကဟိုနဲ့ကောက်ဘောကမရှင်းနိုင်မင်းနေမယ်မရရတော့နိုင်ဝမ်းမှာဒီနေ့နားနေရထုတ်ချင်းပါကြောင်းအမရှိထုတ်နေထားညီကြီးနေတော့ကိုကျောင်းစာပဲတင်ပေးရတယ်ရန်တော့ဒေါ်တယ်ဒီတော့တော့ရရန်တော့ရေကုန်တော့လိုက်တယ်မားရရေတောင်းမှာတဲ့ပြတောင်းတော့မရရေသွားခဲ့ပြီခုနတော်တာပြောတာတဲ့ဘေးချင်းပေးတဲ့လူကြပေးပါအဲ့ဒါအငဲကောင်ပါတူပါအငဲကောင်ပါတော်တာပြောတာပါဘေးချင်းလောင်းပြီးမပေးဘူးဆိုတာအငဲကောင်ပါကဲပွဲလေးပြန်လာပါပြီကိုကျောင်းစာပေထိုးမဲ့ဒါတော့လူငယ်လေးတွေပါလူငယ်လေးတွေကိုကျောင်းလို့ရှင်ခတ်နေတော့နည်းနည်းတော့ရှင်တာပေါ့သောပါဝါသူတို့ရဲ့နာမည်လေးရှိတဲ့အတွက်ကိုလူငယ်လေးတွေအောင်နည်းနည်းရှင်ပါတယ်ကိုကျောင်းဘယ်နဲ့တင်ပေးထားတဲ့သူတပည့်ဘယ်တွေကပေါက်ထားပါတယ်မခက်ခဲရေးတဲ့တွေဘေးနဲ့ကပ်ပါတဲ့ရှင်းရှင်းရစမလာကြီးဟောဆောက်ရတော့ကောင်းတော့နော်မင်္ဂလာပါစပွန်ဆာတွေနည်းနည်းရင်ကုန်နေပါတယ်ဘေးကျသမားတွေနည်းနည်းရင်ကုန်နေပါတယ်နည်းနည်းတော့မျက်စိရှုံးမှာပါကြည့်ရတဲ့လူတွေရမ်းအောင်ရမ်းမယ်မင်းငါလောင်းရေးမင်းငါတို့လုံးလာမတိုက်ဟောင်းလို့ခဏလေးပါလေတိုက်တော့တောင်းခေါ်ထားပါတယ်ကိုကျောင်းဘက်ကတော့ရတာပေါ်လို့တော့တိုင်းတော့အာလူလို့ဘာလို့ရမင်းအာလူကပတ်သက်ထောက်မှချမို့မှန်းနေတာမင်္ဂလာပါမင်္ဂလာပါရွေးရအဲ့ကျွန်တော်ကညောင်းနေတော့ပေးပါဒီမလည်းရတယ်ဒါကိုလုံးရှင်းပါကြည့်လားပေးလိမ့်ညက်ညက်ဟဲ့ငယ်ကောင်ပေးရတာခေါက်ချုံမပေးရလို့လားအစပွဲစားတယ်ငါမဲ့တမက်မှာခေါက်ချိုးပေးထားတာအေးတလီကြီးမရမယ်ယူမလားတက်ခွဲပေးဖို့အဲ့ဆိုမပြောတယ်ငယ်ကောင်ပေးထားတတိခေါက်ချိုးနောက်ပြီးလိုက်ဒီမှာကြံကြီးတတိယူနှစ်လီယူထားတယ်တနင်္လာနေ့မှာယူရယူရခေါက်ချိုးဒီကမှတ်သားနေတာဒီကမှတ်သားရောအဲ့ဒီဖြူတော့ချက်ပြီငါလည်းစောင့်နေပဲဒီမှာပြတောက်လို့ဒီကောင်နေမရှိဘူးလူငယ်လေးတွေဆိုတော့ကိုကျောင်းရဲ့ရှင်ရတဲ့ရှိတော့နည်းနည်းတော့ပွဲတွေကြာပါတယ်လူငယ်လေးတွေဆိုတော့ကိုကျောင်းဘက်စာပဲသိမပေါက်ပါ
လူရဲ့တပည့်ဘက်ကပဲပေါက်နေတာပါကိုကျောင်းရဲ့နည်းနည်းအချိန်လေးရှိရတဲ့အတွက်လူငယ်လေးဆိုတော့နည်းနည်းစာပေမပေါက်ပါဘူးစာပေ9ပဲထိုးနေတဲ့စာပေ9ပဲထိုးနေတဲ့မင်းဝင်ထိုးသေပြီဗောပေါက်လို့ပဲမတမရဟေးပေါက်လို့တမရအောင်မင်္ဂလာပါတူးလက်ပေးလိုက်ရအောင်ချိုးပေးလိုက်ဆန်းစစ်ကိုရကိုကြောက်တယ်6ရောက်လားခုနေရ9ရောက်ကိုနာမည်မပြောဘူးတခြားနာမည်နဲ့ပြောပြီးချုပ်ပဲနေဟောမင်းနာမည်နဲ့မပြောနဲ့ငဲကောင်9ရောက်လေမင်းနာမည်နဲ့ပြောပြီးလေတဲ့ဘေးလေးချက်ယူမဆွဲနဲ့ကျွန်တော်တို့လူပွဲဆောက်ကိုထုံးဝင်းနေဆိုသူကသိပြီးဟိုနေတဝက်တစ်ချုပ်ပဲပေးတယ်ကျွန်တော်ကျောင်းလေးကြီးစာပို့ထားတယ်တော့ကြည့်ကိုနေခွေးထွက်ပေးပါခွေးပြောမှာခွေးပြောတာခွေးတောင်းမင်္ဂလာပါနှကွင်းကတော့ကွင်းထဲဝင်တာခွေးနိုင်ခံရပါတယ်လူကခွေးတို့နိုင်သွားပါတယ်ဘယ်ကွင်းလဲဆိုဆမလုံပစ္စည်းကွင်းမှာပါကျောင်းသားကွင်းမှာဒါကျောင်းသားကွင်းမှာဆမလုံကျောင်းသားကွင်းမှာဒါကျောင်းသားကွင်းပါဗျာအားတို့ရပါဆမလုံပစ္စည်းရရင်ပုံသက်လိုက်ပါလာကြိုပေးပါမယ်ကဲဒီက20ပဲကြပါတယ်မင်းဖပြလက်ကိုလူကိုချုပ်ပြဖြစ်တယ်ဆမလုံပစ္စည်းနားမှာပါခင်ဗျာမဟုတ်ငါညတော့ရတယ်ကိုအိုင်ကျွန်တော်ညတော့ဆင်းထားပြီချင်းခဲတဲ့ကောင်တွေကရပါဆိုအဘေးကချီးပါတဲ့ကောင်တွေကမရဘူးဖော်လိုက်တဲ့ကောင်တွေကမရဘူးထားလောက်တာတယ်ရှုံးတော့ကြောင်ဒီစေးဆွဲလိုက်မှပြီးကျွန်တော်တို့တကောဘယ်ထူးမှဆိုတာသိနေမင်္ဂလာပါနော်မင်္ဂလာပါဘယ်ရောက်ကြည့်ပေးပြီးပြောချင်းကျေးဇူးတင်ပါတယ်လုံးကောင်လုံးတို့ဟာလုံးရလေလိုင်းနေမှာဖြူးနေတယ်ဒါကိုကျောင်းစာမင်ထိုးပြီဟုတ်ပါခုတ်လက်ပါကောင်လေးတွေဘက်ကခုတ်ဟိုဘက်ကကိုကျောင်းတို့ဘက်ကလက်ပါခုတ်လက်ပါနော်ဟုတ်တော့တော့3ရောက်ဟိုမှာလိုင်းမှာကျေယူဖြစ်တော့ဝေးကိုကျောင်းစာပင်ပေါက်သွားပါပြီကိုကျောင်းစာပင်ပေါက်သွားပါပြီဟုတ်တယ်ညီပြကြီးဘယ်စာပင်ဒီကဘယ်စာပင်ပေါ့ကျွန်တော်ကလုံးနေဟုတ်လားဘုံမကြောက်ဘူးကိုယ်ကောင်တွေကိုအပြည့်အောင်လီကိုကောင်မဒီကောင်တွေဝက်ခက်ခက်ရရှိတယ်မတော်တော့မေးပါလေကျွန်တော်ချက်စီရတကယ်အာသီးကွာနေပါဦးတရားအားမချောင်းလဲတရားအားမချောင်းလဲမကအော်ရာပြီမကငန်းကြီးကြည့်ရောကုန်းပါခဏနေကုန်းပါလားတူတော့ပြီရှင်းမဟိုက်ပေါတင်းဆက်ရှာအားလုံးပြီးဆုံးသွားပါပြီကိုကျောင်းတော့နှစ်ပွဲလုံးလူငယ်လေးတွေနိုင်သွားပါတယ်ဒီကောင်လေးနိုင်သွားပါတယ်ကိုကျောင်းတော့နှစ်ပွဲလုံးနိုင်သွားပါတယ်နှုတ်ဆက်လိုက်ပါဦးကိုတယ်ရှုံးနေရကွာမပေးနိုင်ဘူးဘာမှပြောရှုံးပြီဖဲပတ်သက်လာပေးနေရတယ်ရှင်းသွားပါပြီကျောင်းသားလေးပွဲပြီးသွားပါပြီခင်ဗျာတပွဲချမယ်လိုက်ပွဲချမယ်ကျောင်းသားလေးတို့ရှုံးသွားပါတယ်ရှုံးလိုက်ရအားလုံးပွဲအားလုံးပွဲဟုတ်လေ